မျိုးသုံးသွားတဲ့ဒရိတ်ဆန်တွေဟာသိပ္ပံပညာရှင်တွေကိုအချိန်အတော်ကြာအောင်စိတ်ဝင်စားမှုဖြစ်စေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မျိုးစိတ်တစ်ခုဟာလုံးဝပျောက်ကွယ်သွားပြီဆိုတာကိုအတည်ပြုဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ကိုခက်ခဲလို့ပါပဲ။ကမ္ဘာပေါ်မှာလူသူမရောက်နိုင်တဲ့ဝေးလံတဲ့နေရာတွေကအများကြီးရှိနေတော့တစုံတစ်ခုကအသက်ရှင်ကြံရစ်နေအောင်မလားဆိုတာဘယ်သူမှမပြောနိုင်ပါဘူး။ဒါကြောင့်ပဲမျိုးသုံးသွားပြီလို့ထင်ရပေမဲ့ခုထိအသက်ရှင်နေနိုင်သေးတဲ့တတ္တဝါ9မျိုးစင်းကိုကျွန်တော်တို့ပြုစုထားပါတယ်။အတူတူလေ့လာကြည့်ကြရအောင်။ပထမဆုံးလေ့လာမှာကတော့မဂါသီရီယမ်ပဲဖြစ်ပါတယ်။သူဟာကမ္ဘာမြေပေါ်မှာရှောက်လန်းခဲ့ပြီးသမျှအကြီးမားဆုံးကုန်းနေနိုးတိုက်တတ္တဝါတွေကတစ်မျိုးပါ။ဒီသမိုင်းမတင်မီခေတ်ကအေးယာမှာပြင်းကြီးကောင် Giant Sloth ဟာအလျား20ပေအထိကြီးထွားနိုင်ပြီးအလေးချိန်အဖြစ်ပေါင်8800ကျော်ရှိခဲ့ပါတယ်။သူတို့ဟာတောင်အမေရိကတခွင်မှာနေထိုင်ခဲ့ကြပြီးလွန်ခဲ့တဲ့နှစ်ပေါင်း1000ခန့်ကမျိုးတုံသွားပြီလို့ယုံကြည်ထားကြပါတယ်။ဒါဟာရာသီဥတုပြောင်းလဲမှုနဲ့လူတွေရဲ့အမဲလိုက်မှုကြောင့်ဖြစ်နိုင်ခြေများပါတယ်။ဒါပေမဲ့အချို့ကတော့သူတို့ရှင်တန်ကြံရစ်နေသေးတယ်လို့ယုံကြည်ကြပါတယ်။အမေဇုန်တောနက်ကြီးတွေကဝေးလံတဲ့နေရာတွေမှာပုန်းအောင်နေနိုင်ပါတယ်။ဒေသခံလူမျိုးစုတွေဟာဒီတတ္တဝါအကြောင်းပုံမြင်တွေကိုအခုထိပြောပြနေကြစေပါသူတို့ကတော့မိုးပင်ကွာရီလို့ခေါ်ကြပါတယ်မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရသူတို့ဟာနှစ်ချောင်းတောက်ပြီးမတ်တက်လန်းလျှောက်ကြပြီးတစ်ပင်ကိုလှေချတတ်ပါတယ်လှေတွေကိုမှောက်လှန်ပစ်တတ်တယ်လို့အယိုးကိုထိတ်လန့်သွားစေတဲ့အတန်မျိုးတွေနဲ့လည်းဟင်းဟုတ်တတ်ပါတယ်တဲ့ဒီဖော်ပြချက်တွေကကျွန်တော်တို့သိထားတဲ့မေဂါသီရီယမ်နဲ့အလုံးစုံဆင်တယ်တော်ရင်ခီးတော့အဖွဲအချိုးကထူးဆန်းတဲ့ချီရာတွေကျိုးပိတ်နေတဲ့အပင်တွေနဲ့တောနက်တွေကထူးဆန်းတဲ့အတန်တွေကိုကြားခဲ့ရတယ်လို့အစီရင်ခံထားကြပါတယ်အတီးပြုတ်နိုင်တဲ့ခိုင်လုံတဲ့အထောက်အထားမရှိသေးပေမဲ့အမေဇုန်တောကြီးဟာလေလာစူးစမ်းမှုအနည်းဆုံးနေရာတစ်ခုအဖြစ်ရှိနေသေးတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေဝန်ခံထားကြပါတယ်ဒါဟာကမ္ဘာပေါ်မှာဒီလောက်ကြီးမားတဲ့တတ္တဝါမျိုးမတိလိုက်ပဲရှိနေနိုင်သေးတဲ့နေရာအနည်းငယ်တွေကတစ်ခုပါမီဂါသီရီယမ်ဟာတကယ်ပဲမျိုးသုံးသွားတာဖြစ်နိုင်တယ်လို့ဒါမှမဟုတ်သူတို့တွေဟာအပြင်မှာရှိနေသေးပြီးအရိတ်ထဲကနေတိတ်တဆိတ်စောင့်ကြည့်နေတာလည်းဖြစ်နိုင်ပါတယ်